receiver me thank you in Russian ရှုပ်ကောက်တဲ့နေရာတွေရောက်သွားတော့ဟိုဟာကောက်တဲ့နေရာကျွန်တော်တို့ရုပ်လဲကောက်ပြီးပြီတရုံမှမရလိုက်ဘူးပေါ့နော်ကျိုးမှမရလိုက်ဘူးဆိုတော့နောက်တစ်နေရာထပ်သွားပါမယ်ဒီရှိကူဘက်မှာပဲအခုကခါဝေးချိုထားဖို့တက်ပြီးတော့ဒီထားဝါထိတ်ဆုံးပေါ့နော်ထိတ်ဆုံးထက်ကိုသွားမှာဖြစ်ပါတယ်အဲဒီကကျွန်တော်ဟိုရောက်ရင်ချက်ပြန်ပြီးခက်ခင်းလုပ်ပေးမယ်ပေါ့နော်ဒီတော်တော်လုံးမြင့်နေအပွားနေဆိုရင်ကျွန်တော်ဒီကံဝေးချိုရှင်းတစ်ခုလုံးမြင်ရတယ်ပေါ့နော်အဲဒီတော့သွားမှာပါသူ first floor မှာဆိုရင်ကြတော့ဒီဘားတွေမျိုးလုံးရှိရပေါ့နော်ဒီဘားတွေရှိမယ် second floor မှာဆိုတော့ entertainment ဒီပေါ့နော် arcade တွေရှိမယ်ပေါ့နော်အဲဒီကျွန်တော်ဆက်ရိုက်ပြပေးသွားမှာဖြစ်ပါတယ်ဟောလိုက်အောင်ဒုတိယတက်ပါဒုတိယတက်မှာဆိုရင်တော့ arcade တွေရှိမယ်။ဘောရှိကာချာဟိုဘောလုံးလေးပေါ့နော်။အဲ့ဒါလေးရှိမယ်။အဲ့ကာချာလို့ရတယ်နော်။ How are you feeling? Excited? 我见过2年，我见到干啥？嘎嚓了There's also like, you know, the adventure game in here. Yeah, adventure game. You kind of have to like shoot with a laser with your friends. Or maybe like you can also play with other people who are applying for the game. Tokyo Matrix. ဒါတော့ကျွန်တော်နောက်ထပ်တစ်ထပ်ကိုသွားနေတာပါအထက်ကကိုက4တက်အခုမှ4တက်မြောက်ပဲရှိသေးတယ်ပုံအများကြီးတက်အောင်မယ်ပေါ့နော်အဲ့ကြည့်ကြပါဦးဒါတော့ကျွန်တော် first floor ကိုရောက်နေတာပေါ့နော် first floor မှာကကျွန်တော်ဒီပေါ့နော်ဒီ activity ပေါ့နော်ကိုယ်တိုင်ဝင်ပြီးဆော့ရတဲ့ game တွေလို့ရှိရပါတော့ activity ကိုလည်းကျွန်တော်ပြပြသွားပြီပေါ့နော်ကျွန်တော်ဝင်တော့မဆော့တော့ဘူးဘာမှနည်းနည်းထက်ခိုင်းဖြစ်လို့နည်းနည်းကြီးရဲ့အတွက်ဘယ်တော့မဆော့တော့ဘူးနောက်ပြီးလူကလည်း2ယောက်တည်းပါလာဆိုတော့ကျွန်တော်တကယ်ကြီးနောက်မှခေါ်ပြီးခါပြလာတော့ဒါမင်းအားလုံးကိုမစ်ဆက်ပေးလိုက်ပါမယ်နေရာဒါတော့ကျွန်တော် fifth floor ကိုရောက်နေတာပါ fifth floor ကတော့ဒီနေရာပြောခဲ့သလိုပဲပေါ့နော်အဲကြည့်လိုက်အောင် extension ဆိုပြီးပြောထားတယ်ဆိုပေမဲ့ဒါမှမဟုတ်ဒီမှာကဒီတော့ဘာမှမဖွင့်ထားဘူးပိတ်ထားရတဲ့အတွက် 6th floor ပြန်သွားမယ် 6th floor မှာကဒီ theater ပေါ့နော်အဲ့ဒါပြီးတော့လို့ရှိရင်နောက်ထပ်အထက်တွေအများကြီးမှလည်းရှိဦးမယ်ပေါ့နော်ဒါရအထက်တွေကတော့ကျွန်တော်ဒီက human ဖြစ်တဲ့နေရာမရှိတဲ့အတွက်ကျွန်တော်ထိတ်ဆုံးတက်ကိုသွားပြီးတော့ကျွန်တော် view လေး share ရိုက်ပြမယ်ဒါပေမဲ့ခုကတော့ဒီ 5th floor view ကိုဆက်ကြည့်လိုက်အောင် 5th floor ကနေတော်တော်လေးမြင်နေပြီပေါ့နော်
ဒီဟာကတော့တာဝါက18ထက်ရှိရပေါ့နော်18ထက်ရှိတဲ့ကြောင်မှာ elevator တစ်ခုတည်းသုံးလို့တော့မရအောင်နှစ်ခါသုံးရမယ်ပေါ့နော်10လက်ထိတစ်ခါသုံးရမယ်အဲ့ဒါပြီးတော့10ကနေလည်း19ထက်သုံးရမယ်ပေါ့နော်ဟိုက19ပေါင်းမယ် elevator သုံးနေတာပါဆိုခုကတော့ဒီ 10th floor ကိုရောက်ပြီပေါ့နော်လုံးဝထိတ်ဆုံးထက်ကို10th floor မဟုတ်ဘူး comment 17th floor ကိုရောက်ပြီပေါ့နော်ဒါကထိတ်ဆုံးထက်မှာပါဆိုတော့ထိပ်တက်ကိုရောက်ပြီဆိုတော့တော်ရီကောင်းတာတော့ဒီနေ့လူသူကမရှိဘူးဆိုတော့ကျွန်တော်နှစ်ယောက်တည်းအကျက်တော့ကြည့်တွေ့ရတယ်။ floor လေးအစီလိုက်ရိုက်ပေးရတယ်ပေါ့နော်ဒီမှာဆိုရင်ဒီ view လေးကြည့်လို့ရတယ်။အညာကားလေးလိုက်ကြည့်လို့လည်းရတယ်။95ပြန်ရတယ်။နောက်တစ်ခုကဘာရှိအောင်လဲဆိုတော့ရှေ့မှာဘာလေးရှိမှာပေါ့နော်။ဘာမှဆိုရင်လေနင်းပုံတို့တွေအကုန်လုံးကိုမှာပြီးတော့တောက်လို့ရတယ်ပေါ့နော်။ကျွန်တော်ကဒီနေ့ကတော့အခုခေါင်းချိုတောင်ကနေလည်းပြန်လာပြီ။ပြန်လာပြီဖြစ်တဲ့အတွက်ဒါအင်ပြန်တော့မှာဖြစ်ပါတယ်။ Thank you for coming with me today. Thank you too. It was amazing day. It was amazing day. Yeah, it is. So, ကျွန်တော်နောက်ထပ် video မှာပြန်တွေ့မယ်နော်။ sayonara. ညဆိုင်သလား